လို့မရဘူးကျွန်တော်ကလေဘာကုန်နဲ့လိုက်တာတော့ဂျမနိုင်းလို့တော့ကြားဘူးလေမတိုက်တော့တော့မနေ့ကပြောသေးတယ်ကျွန်တော်ဘယ်လိုတွေကြောင့်လဲမသိဘူးသူတို့စကားနားထောင်လို့နဲ့တူတယ်ဘာကိုတွေကိုနိုင်တာမနိုင်တာမဟုတ်ဘူး control လုပ်နိုင်တယ်လို့ထင်တာပဲပေါ့ကြည့်ကြပါရဲ့အပတ်တရလည်းကြိုးဆိုကြပါဟုတ်ပြောပါတယ်ပင်မကြိုးလည်းပင်တော့ပင်မနေပြီတက်ဆက်ကလေကောင်းထွက်အောင်ဩရတာဆိုရှိရဲ့အကယ်လေးတို့နဲ့တော့ကောက်ဘူးတယ်ဟုတ်ဒီလိုပဲပေါ့ပြက်ဆက်ကတော့မှားလို့လည်းမရဘူးလीနော်ကျွန်တော်မှားရင်ပြန်ရိုက်လို့ရတဲ့အရာလေးမဟုတ်တော့ပို့လောက်ရတာပေါ့ over item လောက်ရတယ် over volume လောက်ရတယ်ဟုတ်အခုဒီနားရောမှတွေ့ကြကားတော့ရှင်းစင်းနောက်စင်းရလိမ့်မည်ဟိုပေါ့မထင်မဲ့ပဲတိုက်ဆိုင်နေပဲဟုတ်စိတ်တွေနဲ့ဟုတ်တယ်ဘာကိုချင်းတူလို့ဟုတ်အဲ့ဒါမေ စိုင်းနေမေးမှာလားအဲ့ဒါတော့လုံးမရဘူးကျွန်တော်ကလေဘာကုန်နဲ့လိုက်တာတော့ဂျမနိုင်းလို့တော့ကြားဘူးလေမတိုက်တော့တော့မနေ့ကပြောသေးတယ်ကျွန်တော်ဘယ်လိုတွေကြောင့်လဲမသိဘူးသူတို့စကားနားထောင်လို့နဲ့တူတယ်ဘာကိုတွေကိုနိုင်တာမနိုင်တာမဟုတ်ဘူး control လုပ်နိုင်တယ်လို့ထင်တာပဲပေါ့ဟောကရမမိုက်ခဲဇက်ကောင်တော့ချိန်နဲ့တော့ပေါ့ 100% ဟိုဇက်ကcharacter development ပို့ပါလို့ရှိရင်တော့ပို့ကြိုက်တာပေါ့ဟုတ်ကဲ့ခေါက်ဆွဲ spicy အဆက်ကြော်ညာအစ်စ်တိုက်ဆိုင်တာတွေများတာတူတာတော့တိုက်ဆိုင်တာတွေများသူနဲ့ကျွန်တော်ဟုတ်အဲ့လိုဆရာဝန်ဖြစ်နေတာဆိုငငယ်အိမ်မှာဆရာဝန်ဖြစ်ချင်တာဆရာဝန်ဖြစ်တဲ့ခါကျတော့ဟိုကျွန်တော်ကပြောဆရာဝန်ဖြစ်ချင်တာလို့ငငယ်ကဆရာဝန်ဖြစ်ရင်မဖြစ်ရင်ဆရာဝန်နဲ့ဖြစ်ရမယ်လို့မနေ့ကပြောတာသူတို့မှတ်ထားတာပဲကျွန်တော်ကတော့ငငယ်ကဘယ်လိုအဲ့လိုမျိုးအိမ်မရှိခဲ့လဲကျွန်တော်မင်းသားပဲဖြစ်ချင်တာကံကြမ္မာလည်းပေးပါတယ်ဒါပေမဲ့အသက်တော်နည်းနည်းကြီးသွားတာပေါ့ကြီးပါဦးငါမကြည့်ပါဘူးအခုလောလောဆယ်ကတော့ပြဆက်မှာတွဲရမြင်ရမယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ချစ်ဆုံးပေါင်ဆိုင်ဆိုရဲပြဆက်ဒါငလင်းပြန်လေထူထောင်ရေးအတွက်ကျွန်တော်တို့ပို့ပေါ့အလူအနေနဲ့ကပ်ပြီးတဲ့ပြဆက်လေးပေါ့နော်စီရောအနေမှာဦးစီးပြီးလောက်တာပေါ့နိုင်ငံတော်ပွဲလိုမျိုးဖြစ်တာပေါ့နောက်တစ်ခုကကျွန်တော်တို့ကိုမျိုးရိုက်ထားတဲ့အစိတ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးပေါ့နောက်လာမှတင်မယ်အဲ့ဒီကားမှာကျွန်တော်ညီကို2ယောက်ရဲ့တရုပ်ဆောင်ချက်တွေတွေ့ရအောင်ဟုတ်ဇက်ဝင်ငန်းနိုင်ကိုမှတ်မိတယ်ပြန်ကြည့်ပြီးတော့မှဖြစ်ခြင်းတယ်ဆိုတာထက်ကိုမှဒီဇာတ်ကားတစ်ကားလုံးကိုခြုံကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ update ဖြစ်တယ် expire မဖြစ်ဘူး6နှစ်လောက်ရှိပြီဖြစ်တဲ့ဇာတ်ကားတစ်ကားကတော်တော် update ဖြစ်နေတော့မယ်တော်တော်လေးအဝတ်စားတွေ plot တွေ location တွေအကုန်လုံး update ဖြစ်နေတော့မယ်ကျွန်တော်တို့เนี่ยလည်းအဲ့ချောင်းကအရွယ်ထိပဲအခုဒီတက်မကြီးသေးဘူးမပြည့်စည်ပါဘူးမရဲ့ပြင်မန်းနေပြီးမှလားဇလန်နဲ့မှလားပြီးမှလဲအခုနှစ်ခုရှင်းကြည့်လိုက်တဲ့အခါအဲ့တော့ကိုရိုင်းရောရိုက်ကူးရေးတွေအမှန်ငယ်အဲ့မေကွန်ရဲ့အဖြေရဲ့နောက်ွယ်ကကြတော့အတွင်းထဲမှာကြတော့ပြောင်းမြန်ဒီကဟန်ကိုထားတာဒီညီလေးကကြတော့သူကနေတတ်တာညီလေးကနေတတ်တာကျွန်တော်ပြင်မန်းနေရတကယ်တော့မဟုတ်ကုန်သိသူကထွက်တက်လာတော့ချင်းအောင်ပိုင်းဗီဒီယိုပြမလားဟုတ်တယ်နော်ဟုတ်တယ်ပထမဆုံးအော်ခင်မင်းရဲ့ကာကျွန်တော်ရဲ့ပထမဆုံး2ယောက်ဆုံးနေကာဟုတ်တကားလုံးဆိုတော့အများကြီးပါပဲတကားလုံးအများကြီးပဲအများကြီးပဲမှတ်တရတချို့စင်းတွေကြတော့သူအမှတ်တရနဲ့သူပေါ့အဲ့လိုဟုတ်ကဲ့ကျွန်တော်တို့17 12ရုပ်ရှင်ဂီတသဘင်ပေါ့တရက်စီပြမယ်ပွဲလေးဖြစ်ပါတယ်အဲ့တော့လာရောက်အားပေးလို့ရပါတယ်5000 3000 2000မသိဘူးလက်မှတ်တရအဲ့တော့လာရောက်ပြီးတော့ဒါပါလေမြို့သားကားစက်ရုံမှာလာပြီးတော့အားပေးလို့ရပါတယ်ခင်ဗျကျွန်တော်တို့ဒီနေ့ကတော့ဇာတ်တိုက်နေပါတယ်ဟုတ်ပါတယ်ဟိုလက်မှတ်တွေဝယ်ခြင်းနဲ့ဒီရုပ်ရှင်စင်ကို page မှာပုံမှန်နေရှိပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်